အားလုံးပဲမင်္ဂလာပါ Street Homie YouTube Channel ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော် Oli Perfect ထန်ကျင့်မယ်ပြီးရင်ဒီလို support မျိုးမျိုးပါ Oli စကျင့်မှာပြပါတယ် Let's go guysခုတော့ကျွန်တော် Oli Perfect ထန်ကျင့်တာပြီးသွားပြီပေါ့အဲ့တော့တခြားနေရာတွေမှာကျွန်တော် drive မှာပေါ့နော်Oli နေရာလောက်ခုံပြီးတော့နည်းနည်းမောလာတော့ချွေထွက်လာတာဆိုတော့ခဏနားတာပေါ့မျိုးကျွန်တော်နားတဲ့အချိန်ဆိုရင်တော့ကျွန်တော်လက်စားရည်တောက်တော့ပေါ့ riot ဒီပေါ့ကွာကြော်ညာတော့မဟုတ်ဘူးပေါ့အဲ့လိုတောက်ဖြစ်တာပေါ့ကဲနောက်နေရာတွေဆက်ပြီးတော့ခုံကြည့်အောင် let's go Plug. Plug. ဖုန်းတော့တိုင်ပြုတ်ကြသွားတော့ကွာတွေးကြုံရလဲခေါ်တာဗောမူလီတော့ပြုတ်ထွက်သွားတယ်နာဖုန်းကတော့မှန်ပါမပြကန်ကောင်းရတယ် shit bro ကဲ scare တော့ CPU ပါဗီဒီယိုကတော့ဒီလောက်ပဲ subscribe လုပ်ပါပြီအောင်နောက်ဗီဒီယိုမှာဆုံကြမယ် see you guys